အပွင့်လေးတွေကသူ့နေရာနဲ့သူပေါ့နော်အသေးအကြီးလေးတွေမရွေးဘဲနဲ့ကျမကတင်ပြပေးသွားတာနော်ဒီမှာဆိုလို့ရှိရင်တချမ်းပဲပါတယ်ပေါ့ဒီမှာဆိုလို့ရှိရင်တော့အပွင့်ကသေးတယ်ပေါ့ဒီမှာဆိုပွင့်ဖက်က6ခုပါတယ်ပေါ့5ခု6ခုပေါ့နော်အဆင်ပြေသလိုထိုးသွားတယ်ပြီးရခါကျတော့ဒီပြင်သစ် notes လေးတွေကကြတော့ကျမကဒီ2ရစ်တင်ပြီးတော့ထုတ်သွားတယ်တုံးသွားတဲ့ချီကကြတော့ဒါက poly 8 line လေးပါနော်အဲကြတော့ကျမတို့တွေဒီထိုးပြထားတဲ့ဗီဒီယိုလေးလည်းကျမကတင်ပေးထားတာဖြစ်တဲ့အတွက်ကြည့်ပြီးတော့လေ့ကျင့်နိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒီနေ့ကျမကဒါလေးတွေကဘီကုတ်လုပ်ဖို့အတွက်လေပြင်ဆင်ထားတာလေးတွေဒီဘက်မှာလည်းပန်းလေးတွေအများကြီးပဲเนาะဒီမှာလည်းရိုးရိုးလေးတွေကြီးပဲဒါလေးတွေကကျမတင်တဲ့အခြေခံပန်းလေးတွေကနေပြီးတော့ပဲအလှဆင်ထားတာเนาะဒီဟာလေးကတော့ဖောင်းကြလေးပေါ့ဒါပေမဲ့ဒီနေ့ဦးစားပေးပြီးတော့ပြောပြချင်တာလေးကကြတော့ဒါလေးက lazy daisy stick လေးကိုကျမတို့လုပ်ထားတာဒီဘီကုတ်ရဲ့အရှိအလျားလေးအတိုင်းပဲကျမကယူထားပြီးတဲ့အခါကျတော့ဒီပေါ်မှာခက်စိတ်ကလေးပဲထိုးသွားတာပေါ့နော်ဒါကဒီဥစ္စာလေးကအရန်ရိုးတယ်လို့ထင်ရတယ်ဆိုပေမဲ့လို့လေတကယ်ဒီလိုမျိုးအလှဆင်လိုက်တယ်ဆိုလို့ရှိရင်ဘယ်လိုခေါ်မလဲဘီကုတ်ကလေးပြီးသွားလို့ရှိရင်တော့အဆန်းဆုံးအလှဆုံးပုံစံမျိုးလေးပေါ့နော်အယိုးဆုံးကအဆန်းဆုံးလေးပါပဲပေါ့နော်အဲ့လိုမျိုးလေးတော့ကျမကယူဆပြီးတော့ထိုးလိုက်တာပေါ့နော်တကယ်တမ်းကျတော့ထိုးရတာလည်းအရန်ကြီးခဲရင်ကြီးမဟုတ်ဘူးပေါ့နော်ကျမတို့အဓိကကတော့ဒီဥစ္စာကိုဘယ်လိုခေါ်မလဲအကွာအဝေးညီလေးနဲ့စူးစမ်းပြီးတော့ထိုးသွားနိုင်လို့ရှိရင်ကျမတို့ကဒါလှပလေးထွက်မယ်ပေါ့နော်သူ့ရဲ့ဒီတုတ်ထားတဲ့ကြိုးတွေကိုကအရန်ကြီးဆွဲမချလိုက်ဖို့ပဲလိုတာပေါ့နော်ဒီမှာကျတော့အဆက်အပြောက်ကလေးတွေရောတော့ကျမပြင်သစ် notes လေးတွေကိုပဲဦးစားပေးပြီးတော့လုပ်ထားတယ်အယောင်လေးကတော့ဒီအဝါဖြော့အင်းလေးချီရဲ့အယောင်လေးပေါ်မှာကျမကလှလေးပေါ်မဲ့ပေါ့နော်အယောင်လေးလဲပေါ်မဲ့ပြီးတော့ငြိမ်မဲ့အယောင်လေးကိုကျမကတင်ထားတာပေါ့နော်ဒါကျမကပညာဒါနတီးတန့်ပေးတာတွေကကျမနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်တဲ့အခါကျတော့ဒီပေါ့နော်ဒါလေးကဒီလိုထိုးတယ်လို့ဆိုတာထက်စားလို့ရှိရင်ကျမဘယ်လိုမျိုးအလှဆင်သွားတယ်ဆိုတာလေးကိုကျမတတ်နိုင်တဲ့လောက်ကလေးကိုကျမကဝေမျှပေးသွားမယ်နော်ကျမရဲ့ပညာဒါနpost တွေကိုကြည့်ကျင်လို့ရှိရင်တော့ကျမရဲ့ Telegram channel link လေးကျမချပေးထားမယ်နော်အဲ့ Telegram channel လေးထဲမှာTelegram channel လေးထဲမှာကအစအဆုံးပေါ့နော်ဒီ line လေးတွေထိုးတာအစအဆုံးကျမတင်ပေးထားတယ်ပြီးတဲ့အခါကျတော့ဒီ Telegram channel ထဲမှာဆိုလို့ရှိရင်ခြိပန်းထိုးပညာဒါနတယ်မဟုတ်ဘူးဒီ botanical branding တို့နောက်တော့တဘာဝဆိုးစေးတော့ကျမတင်တဲ့မြဘာသာရပ်အားလုံးကိုကျမကတင်ပေးထားတာမျိုးဒီအများကြီးရှိတယ်เนาะအဲ့ကြတော့အဓိကတော့ကျမက Telegram channel ကနေပဲကျမအများကြီးတင်ပေးသွားတာဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ခါကျတော့ Telegram channel ကကြတော့ဗီဒီယို down ရတာလည်းအဆင်ပြေတယ်နောက်တစ်ခါကျတော့ VPN တွေပါတယ်လည်းမလိုဘူးပေါ့နော်ပြီးတော့ဗီဒီယိုရဲ့သတ်မှတ်ချက်လည်းမလိုဘူးပေါ့နော်ကဲအဲ့ဆိုလို့ရှိရင်ဒါကတော့ထိုးတာတော့ဒါလေးထိုးတာကတော့လူတိုင်းလည်းမြင်မှုပြီးသားသိပြီးသားဒီလိုလေးအလှဆင်သွားတယ်ဆိုတာလေးကိုပဲပြရုံလေးပဲเนาะကျေးဇူးတင်ပါတယ်ရှင်